အောင်တဲ့မှာပါရှင်။မှာတော့ဒီချိန်တော့ဖြစ်ပါတယ်။ဒီချိန်ကဒီနေ့စိတ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဒီချိန်ကစိတ်ပညာဆိုတာဘာလဲဆိုတာကိုစပြီးတော့ဝေမျှပေးသွားပါမယ်။စိတ်ပညာဆိုတာတကယ်လို့ဟာလူတွေရဲ့အတွက်တကယ်ကိုတရားရေးလာတာမျိုးမဟုတ်ပေမဲ့လူတွေရဲ့အပြုအမူကနေသက်ဆက်လူတွေရဲ့စိတ်အခြေအနေဘယ်လိုရှိနေလဲဆိုတာကိုဒီချိန်ကလေ့လာတာဖြစ်ပါတယ်။ဒီချိန်ရဲ့အပြုအမူတွေရဲ့အစတွေဘယ်ရာဖြစ်တာလဲဆိုတာကိုကျွန်တော်စိတ်ပညာကနေစပြီးတော့လေ့လာပြီးတော့သိရှိနိုင်ပြီပေါ့နော်။ဆိုတော့တချို့ရဲ့အပြုအမူတွေပြပြခံတဲ့အရာဘာလဲဆိုလို့ရှိရင်တချို့ရဲ့အတွေးတွေဖြစ်ပါတယ်။တချို့ကဆိုတချို့ရဲ့အတွေးတွေကြောင့်မို့စိတ်ခံစားမှုတွေဖြစ်လာတယ်။စိတ်ခံစားမှုတွေကနေတစ်ဆင့်မှာတချို့ရဲ့ဒီအပြုအမူတွေဖြစ်လာတယ်။ဆိုတော့တချို့ကစိတ်ပညာကိုလေ့လာခြင်းအပြင်သင်ယူထားခြင်းအပြင်ဘယ်လိုကျေးဇူးတွေရရှိနိုင်လဲဆိုလို့ရှိရင်ဒီကျတော့ကိုယ့်ကိုပို့ပြီးတော့သိလာမယ်။အားသူအကြောင်းကိုပို့ပြီးတော့နားလည်လာမယ်။တခြားသူတွေကိုလည်းပို့ပြီးတော့အကောင်းမြင်လာမယ်။ communication တွေလည်းပို့ပြီးတော့ကောင်းမွန်လာမယ်။ career opportunity တွေကိုလည်းပို့ပြီးတော့ရွေးချယ်လာနိုင်မယ်လို့အချက်တော့ပြောချင်ပါတယ်။ဆက်ပြီးတော့ဒီချက် apply psychology နဲ့ပတ်သက်ပြီးတော့ဝေမျှပေးပါမယ်ဆိုတော့ apply psychology ကိုဘာကြောင့်လို့လေ့လာသင့်လဲဆိုပြီးတော့ကျွန်တော်တို့ဝေခေါင်းလေးပေးရှိတာပါတယ်ဆိုတော့နေ့စဉ်လူမှုဘဝမှာတွေ့ကြုံနေရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှုပဲဖြစ်ဖြစ်လုပ်ငန်းဝင်တွေမှာတနေ့ကျအမြင်မကြီးတာမျိုးကိုဖြေရှင်းဖို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီကျွန်တော်တို့ apply psychology ဟာအရေးပါတဲ့ခါနဲ့ဖြစ်ပါတယ် apply psychology လဲမှာဆိုလို့ရှိရင်နေ့စဉ်ပေါ်မှာတကယ်ကိုသုံးဝင်လာတဲ့ counseling psychology, industry and organizational psychology, school psychology, clinical psychology, neuropsychology စတဲ့ဘာသာရပ်ခွဲတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ level ပေါင်းစုံမှာရှိတဲ့ပညာရှင်တွေဖြစ်ကြတဲ့ counselor တွေ ဆရာမတွေကျွန်တော်တို့ business သမားတွေ engineer တွေပေါ့နော်ဒါကျွန်တော် HR စသဖြင့်ပေါ့နော်ပညာရှင်ပေါင်းများစွာကျွန်တော် apply psychology ကိုလေ့လာသင်ပါတယ်ရှင်ဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ integrated development college ရဲ့ apply psychology ရဲ့မှာပါတဲ့ module တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ integrated development college မှာသင်ကြားပေးမယ် apply psychology ရဲ့ module တွေမှာဆိုရင် module 1အနေနဲ့ဆိုရင်educational psychology ကိုပြဋ္ဌာန်းထားပါတယ် module 2အနေနဲ့ဆိုလို့ရှိရင် social psychology module 3အနေနဲ့ဆိုလို့ရှိရင် developmental psychology module 4အနေနဲ့ဆိုလို့ရှိရင် counseling psychology ဆိုတဲ့ module ၄ခုကိုကျွန်မတက်ဖက်ပြဋ္ဌာန်းပေးထားပါတယ်ရှင်ဆိုတော့ module 1 educational psychology မှာဆိုလို့ရှိရင်ဆရာမတွေအတွက်တည်ထိုက်တဲ့motivation theory learning theory ကျွန်တော်တို့ဒီမှတ်ဉာဏ်နဲ့ပတ်သက်တဲ့ theory ပေါ့နော်စသဖြင့်နောက်ကလေးနဲ့ပတ်သက်တဲ့ intelligence အကြောင်းတွေစတာတွေကိုကျွန်မထည့်သွင်းသင်ကြားပေးတော့မှာဖြစ်ပါတယ်ဆိုတော့ module 2ဖြစ်တဲ့ social psychology ကိုဆိုလို့ရှိရင်တော့ကျွန်မအနေနဲ့က3ပိုင်းပိုင်းပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ပထမအပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က social psychology ဆိုတာကကျွန်တော်ပေါင်းစပ်ဆိုင်ရေးပိုင်းဆိုင်ရာစိတ်ပညာပေါ့လူမှုပေါင်းစပ်ဆိုင်ရေးဆိုင်ရာစိတ်ပညာပေါ့နော်အဓိကအခြေပြောမှဆိုတော့အဲ့ဒီလူပေါင်းသစ်ဆိုင်ရေးပိုင်းကိုမသိခင်သူများရဲ့အကြောင်းကိုမသိခင်မလေ့လာခင်မှာကျွန်တော်တို့ကိုယ်အကြောင်းကိုအရင်ဆုံးသိအောင်ကျွန်မကနေပြီးတော့ personality psychology လေးကိုကျွန်မအနေနဲ့ part 1အနေနဲ့ပြီးတော့သင်ကြားပေးထားပါတယ်ပြီးတော့အခါမှာဆိုလို့ရှိရင်တော့တခြားသူတွေနဲ့ပေါင်းသစ်ဆိုင်တဲ့အခါမှာဘယ်လိုမျိုးပေါင်းသစ်ဆိုင်ရမလဲဆိုတာသိဖို့အတွက်ဆိုရင်ကျွန်မအနေနဲ့ social psychology လေးကိုထည့်သွင်းထားပြီးတော့ part 3အနေနဲ့ကကျွန်တော် psychopathology ဆိုတဲ့အပိုင်းလေးပေါ့နော်ကျွန်မဆက်လက်ပြီးတော့ထည့်ပြီးတော့သင်ကြားပေးတော့မှာဖြစ်ပါတယ်။ဆို module 3 developmental psychology မှာဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပေါ့နော်။စသဖြင့်မျိုးတိုးတက်မှုဖြစ်စဉ်တွေကိုအသက်အလိုက်လဲကျွန်မအနေနဲ့ကသင်ကြားပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလူသားတွေဟာဆိုလို့ရှိရင်ဘယ်ရွယ်မှာတော့ဖြင့် emotion ကဘယ်လောက်ထိဖွံ့ဖြိုးတယ်ဘယ်ရွယ်မှာတော့ဖြင့်ကျမတို့တွေဘယ်လို crisis တွေခံစားရမလဲဆိုတဲ့ဟာအရာတွေကိုသိလာရတဲ့အတွက်ကျမတို့နေ့စဉ်ပေါ်မှာကြုံတွေ့တဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာအလွန်အသုံးဝင်လာပါလိမ့်မယ်ရှင် module 4 counseling psychology မှာဆိုလို့ရှိရင်ကျမတို့ကဒီမိမိမှာစိတ်ဒဏ်ရာတွေရှိမရှိဆိုတော့လည်းဒါကျွန်တော်ဒီ counseling ပညာရေးကိုသင်ကြားရင်းနဲ့ကိုစိတ်ဓာတ်ရှိရှိသိလာမယ်နောက်ကဒီကိုယ့်ရဲ့ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့ရခဲ့တဲ့ဒီစိတ်ဓာတ်ရာတွေကိုဘယ်လိုမျိုးကိလုပ်ပလဲဆိုတာကိုသိလာမယ်ကိုယ်တိုင်ရဲ့စိတ်ဖိစီးမှုတွေကိုရှော့ချပြီးတော့မိပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့စိတ်ဓာတ်ရာတွေစိတ်ဖိစီးမှုတွေရှော့ချသွားအောင်ဘယ်လိုကူညီပေးရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုလည်း module 4 သင်ကြားပေးတဲ့အချိန်မှာသိရှိလာမှာဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကျွန်မအခုပြောသွားတဲ့ module လေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ apply psychology ကိုသင်ကြားခြင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ integrated development college က apply psychology diploma class လေးကိုတက်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်